အားလုံးပဲမင်္ဂလာပါစုံစင်းတစ်ဖာ channel လေးကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ဖတ်ပြပေးမှာကတော့ဆရာဖြိုးတီဟာရဲ့ကိုကြိုက်သလားလို့အမည်ပေးထားတဲ့စာလေးပဲဖြစ်ပါတယ်ကိုကြိုက်သလားအဲ့ဒီမိကွန်းကလူတစ်ယောက်ရဲ့ဘဝမှာပျော်ရွှင်ဖို့ကျေနပ်နှစ်သက်မှုရဖို့အတွက်အရေးကြီးဆုံးမိကွန်းဖြစ်လိမ့်မယ်လို့ထင်တယ်ဖြေရတာအတော်လေးလဲခက်တယ်အချိန်ယူပြီးလဲစဉ်းစားရမယ်အချိန်နဲ့မကဘူးအားပါအတော်လေးယူရလိမ့်မယ်မညာတမ်းသာဖြေမယ်ဆိုကိုမေ့ထားတာတွေလူသိမခံကျင်တာတွေကိုဟန်ဆောင်ထားတာတွေစသဖြင့်အကုန်ပြန်ပေါ်လာမှာကိုဒီမေးခွန်းက yes or no နှစ်ခွန်းတည်းဖြေလိုက်လို့ရတဲ့ကိစ္စတော့မဟုတ်ဘူးအမှတ်နဲ့ဖြေမှပိုအဆင်ပြေလိမ့်မယ်3ညကနေ10အထိအမှတ်ပေးရမယ်ဆိုဘယ်နှမှတ်ပေးမလဲပေါ့ပြီးတော့ဘဝဆိုတာကဏ္ဍတွေမျက်နှာစာတွေအများကြီးပေါင်းစပ်ထားတာဥပမာသစိမ်းတွေအပေါ်တော့ကောင်းပေမဲ့ကိုယ့်ကိုတကယ်ချစ်တဲ့သူကိုတော့လှစ်ရှုမိခဲ့တာမျိုးဆုံးရှုံးပြီးမှနောင်တရရတာမျိုးယုံကြည်ချက်အတိုင်းရှောက်လန်းနေပေမဲ့မိဘအပေါ်မိသားစုအပေါ်တော့တာဝန်မချေတာမျိုးဒီလိုတွေလည်းရှိတတ်သေးတယ်ဒါကြောင့်လဲခြုံငုံပြီးမှအမှတ်ပေးလို့ရမယ်ပြောတာကိုကြိုက်ဖို့အတွက်အယိုးရှင်းဆုံး formula ကတော့ ideal set နဲ့ real set ထပ်တူညီနေဖို့ပါပဲကိုဖြစ်ချင်တဲ့လူပုံစံရဲ့တကယ်ဖြစ်နေတဲ့လူပုံစံရဲ့တွေးဖယ်လေအဲ့ဒီလူဟာကိုမကြိုက်လေရှင်သန်ရတာတခုခုလိုအပ်နေတယ်လို့ခံစားရလိမ့်မယ်ဥပမာဝိတ်ချဖို့စိတ်ကူးမရှိတဲ့လူတစ်ယောက်ဟာသူစားကျင်တာတွေစားလိုက်မယ်ပြီးရင်ကျေနပ်ပျော်ရွှင်သွားတယ်ကျမ်းမာလှပဖို့ရည်ရွယ်တဲ့သူကလည်းထိန်းသိမ်းစားမယ်အားကစားလုပ်မယ်နင့်ဘွားကြီးကလည်းပြင်းစရာကောင်းလိုက်တာဘယ်လောက်ပြောသူပြောနေတယ်ကျေနပ်နေတယ်ဟောဘယ်လိုလူတွေမပြောရဘူးလဲစဉ်းစားကြည့်ဝိတ်ချမယ်လုပ်ပြီးကိုယ့်ရဲ့စားခြင်းစိတ်ကိုမထိန်းနိုင်လို့စားမိလိုက်တဲ့လူတွေပဲ ideal set နဲ့ real set ကတွေးဖယ်သွားတာကိုဒီအတွက်အရင်ဦးဆုံးလုပ်ရမှာကသူများနဲ့နှိုင်းယှဉ်နေမယ့်အစားကိုယ့်ရဲ့ ideal set ကိုအရင်သိအောင်လုပ်ဖို့ပဲဘဝမှာဘယ်လိုလူမျိုးဖြစ်ချင်တာလဲကိုယ်နာမည်ကြားလိုက်တာနဲ့ဘယ်လိုပုံရိပ်ပေါ်လာစေချင်တာလဲကိုတည်သွားတဲ့အခါဘယ်လိုအမှတ်ရစေချင်တာလဲမိဘအတွက်အိမ်ထောင်ဘက်အတွက်သားသမီးအတွက်တပည့်တွေလက်အောက်ဝန်ထမ်းတွေအတွက်ဆရာတွေအတွက်သစိမ်းတွေအတွက်ဘယ်လိုလူမျိုးဖြစ်ချင်တာလဲအဲ့ဒါတွေကိုရှင်းလင်းသိအောင်အရင်လုပ်ဒါကြောင့်လဲ set awareness ကအရာအလုံးရဲ့အစလို့ပြောတာကိုမှရှင်းအောင်လုပ်မထားရင်ကိုကြိုက်တယ်ဆိုတဲ့ခံစားချက်လည်းရလာမှာမဟုတ်ဘူးသူများတွေတွတ်တွင်းတဲ့ဘဝနေမှုပုံစံအတိုင်းပဲလိုက်နေရလိမ့်မယ်ဟိုဟာလည်းမှန်တယ်လို့ဒီဟာလည်းမှန်တယ်လို့ဟိုဟာပဲကောင်းတယ်လို့ဒီဟာပဲကောင်းတယ်လို့နဲ့အဲ့ဒီအစဉ်ပြီးသွားမှ real set ကိုဆန်းစစ်ပြီးလိုက်ညှိကြည့်ကိုကလူတကာကို please လုပ်နေမိတာမကြိုက်ဘူးလားကိုရဲ့ဆက်ဆံရေးမှာကိုလက်တွဲပေါ်ကကိုဆက်ဆံနေတဲ့ပုံစံကိုမနှစ်သက်ဘူးလားကိုခန္ဓာကိုယ်အချိုးအစားကိုယုံကြည်မှုမရှိဘူးလားဆန္ဒကိုအလိုလိုက်ပြီးကိုချင်းသိက္ခာပြည့်ရွံ့မိတဲ့နောက်နောင်တရနေသလားလုံးတင်တာတွေလုံးဖို့ပြက်ကွက်ခဲ့တာတွေမလုံးတင်တာတွေမလုံးမိဖို့မရှောင်နိုင်ခဲ့တာတွေဘာတွေရှိသလဲလူအများကြားကျင်တဲ့စကားမှန်သိလို့ကိုတကယ်မယုံကြည်ပဲဝင်ပြောမိတာတွေလူအများမကြားကျင်မဲ့စကားမှန်သိလို့ကိုယုံကြည်ပါရဲ့နဲ့ဝင်မပြောပဲနှုတ်ဆိတ်နေမိတာတွေရောဘယ်လောက်များနေပြီလဲမိဘအပေါ်အိမ်ထောင်ဘက်အပေါ်သားသမီးအပေါ်စသဖြင့်နောင်တရစရာတွေတာဝန်မချေတာတွေဝင်ချတောင်းပန်ခြင်းတာတွေရှိသလားမေးတော့တာလွယ်ပေမဲ့ဖြေရသိခက်တဲ့မေးခွန်းတွေပါပဲဒီနေရာမှာနှစ်ချက်တော့သတိထားကြရလိမ့်မယ်ပထမတစ်ချက်ကရိုးသားဖို့လူတွေဟာအဲ့ဒီလိုစိတ်မသက်မသာဖြစ်တဲ့အခါတက်တာအောင်လို့တွေးလိုက်တဲ့အတွေ့တွေရှိတယ်ဥပမာအိမ်တော်ရေးဖောက်ပြန်မိတယ်
မလုံးတင်မှန်သိတယ်ဒါပေမဲ့ဖြေတွေးလိုက်တယ်ငါမိမငါယောက်ျားကမှငါ့ကိုဂရုမစိုက်တာငါဒီလိုလုံးမိတာအပြစ်မဟုတ်ဘူးဆိုပြီးနောက်တစ်ချက်ကတော့လက်တင်ခံဖို့ကျွန်တော်တို့ဘယ်လိုကြိုးစား idea set နဲ့ BS set ထပ်တူမညီနိုင်တဲ့အစိပ်ပိုင်းတွေရှိတယ်တေကွဲကွဲသွားတဲ့ရှင်ကွဲဆိုလဲဘယ်တော့မှကိုယ့်စီပြန်ရောက်မလာတော့မဲ့လူတစ်ယောက်နဲ့ပတ်သက်လို့ရတဲ့နောင်တယုံကြည်ချက်နောက်လိုက်ခဲ့လို့မိသားစုအပေါ်တာဝန်မကျေနိုင်တဲ့အပြစ်မွေးကလေးကယောဂပါလာတာကိုလက်အင်္ဂါမစုံတာအစိတ်အတောက်ဆန်တဲ့မိဘစီမှာမှလူသွားဖြစ်ရတာလို့ကိုအမှားကိုလိုအပ်ချက်ကြောင့်မဟုတ်ပဲကိုစီသူ့အလိုလိုရောက်လာတဲ့အရာတွေဒါတွေကတော့ကျွန်တော်တို့ပြင်ရင်တောင်မရတဲ့ညှိချင်ရင်တောင်မဖြစ်နိုင်တဲ့တစ်သက်လုံးထမ်းပိုးသွားကြရမယ့်အရာတွေပဲပြောင်းလဲလို့ရတာကိုပြောင်းလဲနိုင်ဖို့ယူသားမှုနဲ့ပြောင်းလဲလို့မရတာကိုလက်ခံနိုင်တဲ့စိတ်ငြိမ်သက်မှုအဲ့ဒီနှစ်ခုကတော့သိအရေးကြီးပါတယ်ဘယ်သူကြိုက်မကြိုက်ကိုကြိုက်ဖို့ကတော့အရေးကြီးဆုံးပါပဲလူအများကအထင်ကြီးလေးစားနေတိုင်းလဲကိုအတွင်းထဲမှာကိုမကြည်ညိုနိုင်ရင်အလကားပဲလူအများကကဲ့ရဲ့ပြစ်တင်နေလဲကိုသာကြိုက်နိုင်တယ်ဆိုအဲ့ဒီစကားတွေမျိုးရင်ဆိုင်ကြော်လွှားလို့ရပါတယ်ဒီမေးခွန်းကရိုးလေးပေမဲ့ဖြေရတာသိခက်တယ်ထွက်လာတဲ့အဖြေတွေကိုရင်ဆိုင်ရတာကပိုခက်ပြီးကိုကြိုက်လာအောင်ပြင်ရတာကတော့အခက်ဆုံးပါပဲဒါကြောင့်ပဲကျွန်တော်တို့အများစုဟာဒီမေးခွန်းကိုတတ်နိုင်သမျှရှောင်ရှားပြီးအပေါ်ယံပျော်ရွှင်မှုတွေနဲ့ပဲဟန်လုတ်ပြုံးပျော်နေကြတာဖြစ်ပါလိမ့်မယ်ခါးသီးတဲ့အမှန်တရားကတော့ပျော်ရွှင်မှုအစစ်မှန်ဟာပြင်ပမှာရှာလို့မရပဲကို့အတွင်းထဲမှာသာရှိနေတာဖြစ်တယ်ဆိုတာပါပဲဟုတ်ကဲ့ပါဒါလေးကတော့ဆရာဖြိုးတီဟာရဲ့ကိုကြိုက်သလားဆိုတဲ့စာကလေးကိုဖတ်ပြပေးခဲ့တာဖြစ်ပါတယ်နားဆင်ပေးခဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ